လီယံနာဖြူကြီးဟာလမ်းဘေးအစားအစာတွေကိုဆက်လက်နှစ်သက်နေစေပါအထူးသဖြင့်ဒေါ်လာ$2တန်တပူစားအစားအစာတွေကိုသူကြိုက်ဆုံးဖြစ်နေတာကတော့ဒါတွေဟာသူ့ဘဝအခက်အခဲတုန်းကအချိန်တွေမှာသူစားခဲ့ရတာမှုပါပဲမမျှော်လင့်ပဲဒီအခိုက်အတန့်ကိုသူ့ရဲ့အရင်ကချစ်သူဟောင်းနဲ့ချစ်သူရဲ့အမေကတွေ့မြင်သွားကြတယ်သူ့ရဲ့အခုလက်ရှိအခြေအနေညံ့ဖျင်းပုံကိုမြင်ပြီးသူတို့စိတ်ထဲတက်တာရသွားကြတယ်အရင်တုန်းကသူ့အားဆုံးခိုင်းခဲ့တဲ့ဆုံးဖြတ်ချက်ဟာမှန်ကန်တယ်ဆိုတာကိုပိုပြီးခံစားရကြတယ်ချက်ချင်းဆိုသလိုအနီးနားကချမ်းသာတဲ့လူငယ်တစ်ယောက်ကသူ့ကိုသတိထားမိသွားတယ်ပြီးတော့သူ့ကိုအနှုတ်လက္ခဏာဆက်ဆံစကားဆက်မိပြောဖို့ရည်ရွယ်ချက်နဲ့လမ်းလျှောက်လာတယ်ပြောတာကဘလို့လို့ဒီလောက်တောင်ဆင်းရဲပြီးဒေါ်လာ$2တန်နဲ့လမ်းဘေးစားစာပဲဝယ်စားနိုင်တာလဲတယောက်ကမင်းကိုထမင်းတစ်နက်ကျွေးပေးရစီလားတဲ့လူငယ်ကခေါင်းလဲကြည့်လိုက်တာနဲ့အခြေအနေကိုချက်ချင်းနားလည်သွားတယ်ဒါပေမဲ့သူတို့ဘာလုပ်မလဲဆိုတာသိချင်နေသေးတယ်ဒါကြောင့်သူတို့ဟာချမ်းသာတဲ့လူငယ်နဲ့အတူဈေးကြီးစားတောက်ဆိုင်တစ်ခုကိုလိုက်သွားကြတယ်သူဘူးနဲ့အစားအစာကိုစားတောက်ဆိုင်ထဲယူလာတာကိုမြင်တဲ့အခါမျိုးသမီးချစ်သူဟောင်းရဲ့အမေရဲမျက်နှာတွေတင်းပြီးမပြေဖြစ်သွားတယ်လူငယ်ကရှင်းပြတယ်ဒေါ်လာ$2ပဲတန်တဲ့အစားအစာဖြစ်ခဲ့ရင်တော့လွဲသုံးစားမလုပ်သင့်ပါဘူးတဲ့သူ့ကိုပို့ပြီးအနိုင်ကျင့်ဖို့အတွက်အမျိုးသမီးကချမ်းသာတဲ့လူငယ်နဲ့သူ့သမီးကိုဂုဏ်ပြုတဲ့အနေနဲ့ခွက်ချင်းတိုက်တယ်ချော့မော့ဖို့အတွက်ပါလူငယ်မှာရွေးချယ်စရာမရှိတော့သူ့လဲခွက်ကိုမြှောက်လိုက်တယ်ဒါပေမဲ့အမျိုးသမီးကမရက်သေးဘူးသူကချမ်းသာတဲ့လူငယ်ကိုကြက်ပေါင်ကြီးတစ်ချောင်းထည့်ပေးတယ်ပြီးတော့သူ့သမီးကိုလည်းတစ်ချောင်းထည့်ပေးပြန်တယ်လူငယ်ကိုတော့တတိယလားမသိရည်ရွယ်ချက်ရှိလစ်လူရှူထားတယ်သူ့ကိုထွက်သွားစေချင်တဲ့သဘောနဲ့ဖိအားပေးနေတာပါသူလူငယ်မျက်နှာမှာဘာမှမဖြစ်တယ်လို့နေတာကိုမြင်တော့အမျိုးသမီးကလောင်ပြောင်ပြီးပြောလိုက်တယ်မင်းကသမီးကိုဘလို့အနာဂတ်မျိုးပေးနိုင်မှာလဲအရင်တုန်းကငါသမီးကိုမင်းစီမလက်ထက်ခိုင်းခဲ့တာမှန်တယ်ဆိုတာပဲကွာတဲ့လူငယ်ကသူ့ရဲ့အမှန်တကယ်အခြေအနေဘီလီယံနာဖြစ်ကိုထုတ်ဖော်ပြောပြဖို့စဉ်းစားမိတယ်သူတို့ကိုပိတ်သိမ်းလိုက်ချင်တယ်ဒါပေမဲ့သူ့ချစ်သူဟောင်းရဲ့တုံ့ပြန်မှုကိုပိုဂရုစိုက်မိတယ်သူမကသူ့ဘက်ကရက်တီပေးမယ်လို့မျှော်လင့်ခဲ့တယ်ဒါပေမဲ့သူမကတော့ထွက်သွားဖို့အကြောင်းပြချက်တစ်ခုခုကိုလုပ်ပြလိုက်တယ်ဒီအခိုက်အတန့်မှာပဲသူလူငယ်ကစပုံးကွယ်မထားတော့ဘူးလို့ဆုံးဖြတ်လိုက်တယ်သူ့ရဲ့အာဏာနဲ့ဒီအထင်ကြီးမောက်တဲ့သူတွေကိုသင်ခန်းစာပေးမယ်လို့ဆုံးဖြတ်လိုက်တာပါပဲအလုတ်ဝင်ခါစားကောင်မလေးဟာသူ့လုပ်ဖော်ကိုင်ဖက်တွေရဲ့လှောင်ပြောင်မှုကိုခံခဲ့ရတယ်သူ့အိတ်ကိုအယုတ်ဆိုးတယ်ဆိုပြီးတော့တောင်းဝေဖန်ခံခဲ့ရသေးတယ်ဒါပေမဲ့ကောင်မလေးကတော့ဒါကိုတီးခံမနေခဲ့ပါဘူးအတီငိမ်စွာနဲ့ပဲပြန်ပြောလိုက်တယ်ဒီကုမ္ပဏီမှာတထေးကမင်းရဲ့လှုပ်ဆောင်ချက်ကိုကြည်တာမင်းရဲ့အိတ်ကိုမကြည့်ဘူးတဲ့အကြံစီများတဲ့အမျိုးသမီးဟာချက်ချင်းဆိုသလိုစကားမပြောနိုင်တဲ့အထိဖြစ်သွားခဲ့တယ်အတားစီရဖို့မအောင်မြင်ခဲ့တဲ့အတွက်အကြံစီများတဲ့အမျိုးသမီးဟာကားပါကင်ထဲမှာကောင်မလေးကိုအပြန်အလှန်အားဖြင့်လက်စားချေဖို့ဆုံးဖြတ်လိုက်တယ်ကောင်မလေးနောက်ပြန်ဆုတ်နေတာကိုမြင်တော့သူမရဲ့စိန်ခံကားကိုရည်ရွယ်ချက်ရှိနဲ့ကားရဲ့နေရာနှစ်ခုယူထားလိုက်တယ်အေးပါတယ်ဒီနေရာကငါအမြဲတမ်းရက်တဲ့နေရာနဲ့အခြားနေရာရှာလိုက်တဲ့ဒါပေမဲ့အလုပ်ထဲမှာတော့အကြံစီများတဲ့အမျိုးသမီးဟာသူမရဲ့လုပ်တဲ့ရင်ဝင်တဲ့အဆင့်တန်းကိုအခွင့်ကောင်းယူပြီးခက်ခဲတဲ့ဒူးတွေကိုကောင်မလေးစီအဆက်မပြတ်တွန်းပို့နေခဲ့တယ်ဒါပေမဲ့ကောင်မလေးကတော့တခုမှမပြောဘဲသူတို့ကိုပြီးဆုံးအောင်လုပ်ခဲ့တယ်သူမကိုပိုပြီးစိတ်တက်ကြစေတာကတော့သူမသတိထားမိတာကကုမ္ပဏီခေါင်းဆောင်တွေဟာကောင်မလေးကိုကျေနပ်အောင်လုပ်ဆောင်နေတယ်လို့မျိုးပါပဲကောင်မလေးကကုမ္ပဏီမှာရက်ပိုင်းပဲရှိသေးပေမဲ့လို့တထေးကသူမကိုအရေးကြီးတဲ့ business meeting တစ်ခုမှာသူနဲ့အတူလိုက်ပါဖို့ဖိတ်ကြားခဲ့တယ်အကြံစီများတဲ့အမျိုးသမီးဟာဒါကိုမြင်တော့အလုံးကိုစိတ်ဆိုးသွားပြီးကောင်မလေးရဲ့ project ကိုယူဖို့တောင်စူးစမ်းခဲ့တယ်တထေးကိုရည်ရွယ်ချက်ရှိနဲ့ပြောတဲ့ကောင်မလေးကကုမ္ပဏီမှာဝင်ခါစဖြစ်နေသေးပြီး business ကိုမကျွမ်းသေးဘူးလို့ပေါ့မျော်လင့်မထားတာကတထေးကသူမကိုညှင်းပယ်လိုက်ပြီးကောင်မလေးကိုပဲခေါ်သွားဖို့ဆုံးဖြတ်လိုက်တယ်သူမဟာကောင်မလေးနဲ့တထေးကြကဆက်ဆံရေးကိုစဉ်းစားမိသွားပြီးကောလာဟလတွေတောင်ပြန့်နှံ့စေခဲ့တယ်ဒါပေမဲ့ကောင်မလေးကတော့သူမကိုဖြည့်ရှင်းခြင်းစိတ်မရှိပဲစကားအနှဲငယ်ပြောပြီးလက်လွတ်ခဲ့တယ်ဒါပေမဲ့အကြံစီများတဲ့အမျိုးသမီးကတော့ကောင်မလေးရဲ့အထူးသဖြင့်တာမန်မဟုတ်တဲ့အထောက်အထားကိုသတိမထားမိခဲ့ဘူးနောက်တစ်နေ့မှာအကြံစီများတဲ့အမျိုးသမီးကသူမကိုဆက်ပြီးလှောင်ပြောင်နေသေးပါပဲဒါပေမဲ့လက်လေကားတွေကထွက်လိုက်တဲ့အခိုက်အတန့်မှာတော့အကြံစီများတဲ့အမျိုးသမီးနောင်တရသွားခဲ့ရတယ်အကြောင်းကတော့ဒီတစ်ခါမှာတော့ကုမ္ပဏီကိုစစ်ဆေးဖို့ရောက်လာတဲ့စီယုံနဲ့တိုက်ဆိုင်ပြီးတွေ့သွားလို့ပါပဲစီယုံကသူမကိုမြင်တဲ့အခါသူဟာတာတွေပြောရင်းဆက်လိုက်တယ်ပြီးတော့သူ့ရဲ့အလုပ်တွေကိုတော့မှကောင်မလေးကိုသွားပြီးအစီရင်ခံပြောပြလိုက်တယ်အနားမှာရက်နေတဲ့တထေးကတော့ဒါကိုမြင်ပြီးတော့ခြောက်ကပ်ကုန်ခဲ့တယ်ဒါပေမဲ့ဘေးဖက်ကရက်နေတဲ့အကြံစီများတဲ့အမျိုးသမီးကတော့ဒီတစ်ခါတော့သူမမားယွန်းသွားတယ်ဆိုတာကိုသတိမထားမိသေးပါဘူး